စီရေဘောလုံးလောကကိုမင်းဂုတ်အဖြစ်လိန်လေခဲ့တာဘောလုံးချစ်ပရိသတ်တွေအပေါ်မင်းနည်းနည်းလေးအားနာစိတ်ဝင်သင့်တယ်။ဘာဒီမှာမစီရှိနေစဉ်ကနှစ်အလိုက်သွန်းကိုတွေကိုကျွန်တော်အရင်ဆုံးပြောပြပါမယ်။2008ခုနှစ်မှာ52ပွဲမှာ38ကိုသွင်းယူပါတယ်။2009ခုနှစ်53ပွဲ48ကို2010 55ပွဲမှာ53ကို2011ပွဲ60ကစား83ကိုသွင်း2012ပွဲ90ကစားဂိုး60သွင်း2013ပွဲ46ပွဲကစား42ကိုသွင်း2014 58ပွဲကစား58ကိုသွင်း2015 49ပွဲကစား41ကိုသွင်း2016 52ပွဲကစား54ကိုသွင်း2019 54ပွဲကစား45ကိုသွင်း2018ပွဲ90ကစား51ကိုသွင်း2019 44ပွဲကစား31ကိုသွင်း2020 48ပွဲကစား38ကိုသွင်းဒါကမက်ဆီရဲ့ဘာစီလိုနာမှာရှိခဲ့တဲ့ပွဲအရေအတွက်နဲ့သွင်းဂိုးတွေဖြစ်ပါတယ်ဂိုး90အထက်ကြီးသွင်းတဲ့ခုနှစ်ကပိုပြီးများပါတယ်2021 PSG ကိုရောက်တော့34ပွဲမှာ17ဂိုးတဲ့အမလီတော်လိုက်တဲ့ဂိုးကြီးဒါလာဂုတ်တဲ့အသင်းတစ်သင်းထဲမှာထိုင်ကစားပြီးဘာစီလိုနာမှာကြာနတ်ဖျားလိုတောက်ပါပြီအခြားအသင်းတွေရောက်တော့ကြောကူကူတော့သူ့ထက်ပိုပြီးတော့ဂိုးသွင်းထားတယ်ဂုတ်ဆိုတာအစမ်းသက်ခံနိုင်ရတယ်ကွာကစားတယ်လိအသင်းတိုင်းမှာရိုနယ်ဒိုလိုဂိုးသွင်းဘီယန်စုအဲ့လိုမျိုးတွေရယူနိုင်ရတယ်ဘယ်နဲ့မင်းဟာကဘာစီလိုနာမှာကြာဂုတ်ခြေစွမ်းအခြားအသင်းတွေရောက်တော့9နှစ်ပြည့်တော့မယ်ဂိုး100တော့မပြည့်သေးဘူးတဲ့ဒါများဂုတ်လို့ကိုယ့်ကိုပြောနေသေးတယ်ဘာစီမှာတစ်နှစ်ကိုဂိုး90လောက်သွင်းတော့ချန်ပီယံလိလိုချင်နေတဲ့ PSG ကအာကိုတကြီးခေါ်ပါတယ်ပထမရာသီလာချင်းစောင်းနယ်ထွင်းလို့ပြောသလိုပဲ19ဂိုးတယ်ဗျပြင်သစ်လီဂူဆိုတာ Greenwood တောင်မှရွှေဖနက်ဂိုးသွင်းပြင်စုရရှိတယ်မင်းကြမှာပြင်သစ်လီဂူ9ဂိုးပြိုင်ပွဲစုံ19ဂိုးရယ်လို့ကွာပြောချင်တာကရိုနယ်ဒိုမင်းတော့ပြိုင်ဘက်အရွေးမှားပြီလို့ပဲပြောချင်ပါတယ်ရိုနယ်ဒိုမင်းရတာဂုတ်အစ်စ်ပါ